ကျွန်တော်ကြပြားဆရာထွန်းသွေးအိမ်ရဲ့တကြံပြီးသွားပြီမခင်ထားကြီးဆိုတဲ့ကြပြားလေးကိုရွတ်မှာဖြစ်ပါတယ်တကြံပြီးသွားပြီမခင်ထားကြီးအုပ်ပုံကြီးနောက်ခံထားပြီးမပွင့်ချင်ဘူးဆိုတဲ့အကြောင်းလက်ကြံဗရောက်ဖူးတွေကပြောလာမခင်ထားကြီးရေဘဝမှာနေရောငါရောတခါပဲဖြေဘူးတဲ့10တန်းစာမေးပွဲအခုကလေးတွေနှစ်ခါပြန်ဖြေရတော့မယ်ခေါင်းနိုင်ကထွက်လာတဲ့မိခိုးတွေကလေရင်မြန်ကိုမြင်တော့ခေါင်းနိုင်နဲ့ပြန်ဝင်သွားကြပြီငရဲကလွတ်မြောက်ခြင်းစာအုပ်ကိုပြန်ဖတ်ကြတော့မယ်တဲ့ပြန်ကျဲနေတဲ့တုံညတွေဟာထမင်းဘူးတန်းစီရတယ်ခေါင်းကိုငုံထားပြီးရေတံဘူးကိုလှမ်းယူရတယ်တုံနေတဲ့လက်တွေနဲ့မခင်ထားကြီးရေကိုလိုက်ရှာနေတဲ့မိသက်ကားတွေလည်းမြင်ဘူးခဲ့ပြီဘဲကြည့်ကြည့်အရာရာကကိုယ့်ဘော်ပြုတ်ကျလာမယ်ပဲထင်နေတဲ့နေ့ရက်တွေမခင်ထားကြီးရွှေငါးလေးအသက်ဆက်ဖို့မိုးတွေရွာချပေးလာပေမဲ့ငါးမွေးကန်လေးကကွဲသွားပြီတကူတဲ့မပြောပါဘူးမခင်ထားကြီးထွန်းသွေး